အေကွန်းကတိတ်မအီတော့နိုဖစ်တာတွေကိုမိမိဖတ်တာစီပြောခြင်းနဲ့ဆိုရင်တော့ပထမဆုံးအေကွန်းအဖုံးကိုဘေးဘက်ကနေຫນွေကူစားဖွင့်ပေးပါပြီးရင်ဖစ်တာနေတွေကိုတစ်ခုချင်းထုတ်ပါဖစ်တာရဲ့ဖုံတွေအညစ်အကြေးတွေကိုရေနဲ့စီကြောပါ brush တို့သွားလိုက်တန်တို့နဲ့စီးရဲ့အခါမှာဖစ်တာများပေါက်ပြဲမသွားအောင်ဂရုစိုက်ပြီးရောစီကြောပေးပါဆေးပြီးရင်တော့ရေစင်သွားအောင်အချောက်ခံပေးပါကဲအခုဆိုရင်တော့ဖုံတွေကြီးတွေတန့်စင်ပြီးဖြစ်လို့ဖစ်တာတွေကိုတက်ပြီးရင်တော့ပုံမှန်အတိုင်းအင်းမြမှုကိုခံစားနိုင်ပါပြီရှင်နောက်ထပ်နဲ့အခုလိုဘ ഹു တုတရစရာနေတွေတင်ဆက်ပေးမှဖြစ်လို့ page လေးကို follow လုပ်ခဲ့ကြနော်ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်Skyworth. Lead the future.